သိန်းသောင်းချီမကားတဲ့လက်ဖွဲ့မျိုးကိုဖွဲ့ပြီးတော့ငယ်စဉ်တို့အတွဲကိုရွှေလည်မြဲအောင်ဆူတောင်းပေးလိုက်တဲ့ Lucky Diamond ဆိုင်ပိုင်ရှင်တထေးကြီးဦးကျော်ကဲပရိသတ်ကြီးမြန်မာနိုင်ငံရဲ့အားကျစရာအကောင်းဆုံးစိုးပြေတို့အတွဲကတော့တယောက်ကိုတယောက်ချစ်မြတ်နှူးကြရုပ်တွေမကတွင်းမြင်ရသူတိုင်းစီဟာချစ်တွေကိုပါသိမ့်ပိုက်ထားနိုင်ခဲ့ပြီပဲဖြစ်ပါရီအခုချိန်မှာဆိုရင်လေ Lucky Diamond ဆိုင်ပိုင်ရှင်တထေးကြီးဦးကျော်ရဲ့မော်လမြိုင်ပွဲခမ်းနားကိုတယောက်နဲ့တယောက်တွဲပြီးတယောက်ခဲ့ကြသလို Lucky Diamond ဆိုင်ပိုင်ရှင်တထေးကြီးဦးကျော်စီကနေလေသိန်းသောင်းချီမကားတဲ့လက်ဖွဲ့မျိုးကိုရရှိခဲ့ခံခဲ့ကြရပါတယ်။အဲ့ဒါကတော့ဆိုဗီယက်ကိုဟန်နီမွန်းထွက်ကြတဲ့ခီးစဉ်တစ်လျှောက်သုံးကြမယ်အသုံးစရိတ်အကုန်လုံးကိုဘလောက်ပဲကုန်ကြအကုန်ကြခံပေးမယ်ဆိုလဲလက်ဖွဲ့မျိုးဖြစ်ခဲ့တာပါ။ Lucky Diamond ဆိုင်ပိုင်ရှင်တထေးကြီးဦးကျော်ကတော့ငေးစင်တို့မင်္ဂလာလက်ဖွဲ့ကိုလက်ဝဲနာဖြစ်ဖြစ်စိန်နယ်တွေဖြစ်ဖြစ်ပေးဖို့စဉ်းစားခဲ့ပေမဲ့အခင်ဆုံးတငယ်ချင်းရလည်းဖြစ်နေတော့ထူးဆန်းဆန်းဖြစ်သွားအောင်ပြားရည်စံခီးစင်တွေကြားတလောက်လို့တလောက်ပတ်စံကိုချိန်မြွေဖန်ကောက်ကနေယူသုံးဖို့လက်ဖွဲ့ခဲ့တာပဲဖြစ်ပါရီသူအနေနဲ့ကတော့ငယ်စဉ်တို့အတွက်အားနာတာတွေရှိမှဆိုလို့လေအကောင့်နဲ့ဖုန်းနံပါတ်တွေအကုန်လုံးယူထားခဲ့ပြီလို့ဆိုလာခဲ့ပါရီဒါကြောင့်မဲဟင်းဝရံတို့တွေကတော့အနုပညာမောင်နှမသားချင်းဖြစ်ပေမဲ့ငယ်စဉ်ဆိုတဲ့နာမည်လေးနဲ့ရှေ့လက်တွဲလိုက်တဲ့အခါမှာတော့တကယ်ကိုမှအန်ဩစရာကောင်းအောင်စက်တက်ခဲ့တာပဲဖြစ်ပါရီလိုပဲဖြစ်ပါငယ်စဉ်တို့တွဲကိုသူမတူတဲ့လက်ဆောင်မျိုးနဲ့ဟန်နီမွန်း30ပြေဝလက်ဖွဲ့ပေးခဲ့တဲ့ Lucky Diamond စိန်ဆိုင်ပိုင်ရှင်တရေကြီးဦးကျော်တို့ကလည်းတကယ်ကိုမှစိတ်ထားပြေဝလုံးနေကြတာကြောင့်အားလုံးမျှော်လင့်ထားတဲ့အတိုင်းငယ်စဉ်တို့ဟန်နီမွန်းခီးစဉ်လေးအဆင်ပြေပြေဖြစ်အောင်ဆူတောင်းပေးလိုက်ကြပါအောင်ရှင်။အော်ရာနဲ့တာချီလေးမြို့ကြီးမှာပြုလုပ်မဲ့စိန်ထဲကြောက်ထဲဈေးရောင်းပွဲတော်မှာလည်းငယ်စဉ်တို့အတွဲကို Lucky Diamond စိန်ဆိုင်ပိုင်ရှင်တရေကြီးဦးကျော်ဟန်နီမွန်းခီးစဉ်ဖြစ်ခေါ်လာပေးအောင်မှာဆိုတော့တာချီလေးမြို့သူမြို့သားတွေစောင့်မျှော်လို့ရပါပြီနော်။